Jewelry ဝတ်ရုံနဲ့လူအများမြင်မှာဘလို့ပြောင်းလဲမှုတွေရှိလဲပရိသတ်ကြီးအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့တော်ဝင်ရှိ YouTube Channel လေးကနေပြန်လည်ပြီးတော့မှကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်ပေးသွားမယ့်အကြောင်းအရာလေးကတော့ Jewelry ဝတ်ခြင်းကလူတွေရဲ့အမြင်မှာဘလို့မျိုးပြောင်းလဲမှုတွေရှိစေလဲဆိုတဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်လက်ဝတ်ရတနာဆိုတာကိုယ့်ရဲ့အလားကိုပံပိုးပေးအောင်တင်မကပဲစကားတစ်လုံးမှမပြောရသေးခင်မှာတင်ကိုကဘလို့လူမျိုးလဲဆိုတာကိုပတ်ဝန်းကျင်ကခံမှန်းမိစေတဲ့အားကောင်းတဲ့အတန်တိတ်ဆက်သွယ်ရေးနီလန်တစ်ခုဖြစ်ပါတယ်။စနစ်တကျရွေးချယ်ဝတ်ဆင်ထားတဲ့ရတနာလေးတွေကတာမန်ပုံရိပ်ကနေယုံကြည်မှုအပြည့်ရှိပြီးအသေးစိတ်ကိုဂရုစိုက်တတ်တဲ့ခေါင်းဆောင်တစ်ယောက်ရဲ့ပုံရိပ်အဖြစ်လူတွေရဲ့အမြင်မှာချက်ချင်းပြောင်းလဲသွားစေနိုင်ပါတယ်။လူတစ်ယောက်ကိုစားတွေ့တဲ့စက္ကန့်ပိုင်းတွင်မှတင်စနစ်တကျဝတ်ဆင်ထားတဲ့ jewelry ကမိတ်ဆွေကိုအသေးစိတ်ဂရုစိုက်တတ်တဲ့သူအဖြစ်ပေါ်လွင်စေပါတယ်။စကားတစ်လုံးမှမပြောရသေးခင်မှာတင်ကိုယ့်ရဲ့ရတနာရွေးချယ်မှုကတည့်ရမှုနဲ့အစဉ်အတန်းကိုတမ်းပြီးဖော်ပြပေးနိုင်တယ်လို့တစ်ဖက်လူရဲ့စွမ်းစားမှုကိုရယူနိုင်တဲ့အကောင်းဆုံးလျှို့ဝှက်ချက်ပဲဖြစ်ပါတယ်။နောက်တစ်ချက်ကတော့အလုတ်ခွင်မှာအရေးအသွေးမြင့်တဲ့ jewelry ကိုဝတ်ဆင်ခြင်းကမိတ်ဆွေရဲ့ဩဇာနဲ့ကျွမ်းကျင်မှုကိုပုံရိပ်ကိုပိုပြီးခိုင်မာစေပါတယ်။ရိုးရှင်းပေမဲ့တန်ဖိုးရှိတဲ့ရတနာတွေဟာဆုံးဖြတ်ချက်ခိုင်မာတဲ့ခေါင်းဆောင်တစ်ယောက်အဖြစ်လူတွေရဲ့အမြင်မှာပုံဖော်ပေးတယ်လို့ပါပဲ။ဒါကြောင့်ရတနာဟာကိုယ့်ရဲ့ professional image ကိုမြင့်တင်ပေးတဲ့အတန်တိတ်လက်နက်တစ်ခုလို့ပြောလို့ရပါတယ်။နောက်တစ်ချက်ကတော့လူမှုအစဉ်တန်းမှာရတနာတွေဟာကိုယ့်ရဲ့အောင်မြင်မှုနဲ့လူမှုအစဉ်တန်းကိုဘာမှကြောင်းဝါစရာမလိုပဲတိမ်တိမ်မွေ့မွေ့နဲ့သက်သေပြပေးနိုင်ပါတယ်။တမိုးကြီးကြောင့်မြတ်တွေကမိတ်ဆွေရဲ့ကြွယ်ဝမှုနဲ့ဘဝရဲ့ရင်ချက်တဲ့အောင်မြင်မှုကိုအလိုအလျောက်ပြသနေရဖြစ်ပါတယ်။ဒါကြောင့်ရတနာတွေဝတ်ဆင်ခြင်းကလူမှုအတိုင်းဝိုင်းကြားမှာမိတ်ဆွေကိုပို့ပြီးလေးစားမှုရစေတဲ့အချက်တစ်ချက်လည်းဖြစ်ပါတယ်။နောက်ပြီး jewelry ရွေးချယ်မှုကမိတ်ဆွေမှာဘလို့ fashion sense မျိုးရှိလဲဆိုတာနဲ့ကိုပိုင် branding ကဘာလဲဆိုတာကိုပြသနေပါတယ်။ကိုနဲ့လိုက်ဖက်တဲ့ဒီဇိုင်းကိုထူးထူးခြားခြားဝတ်ဆင်တတ်ခြင်းကမိတ်ဆွေကိုလူများကြားမှာတမှုထူးခြားပြီးမတ်မိလွယ်တဲ့သူဖြစ်စေလိုပါပဲ။ဒါဟာကိုယ့်ရဲ့ personality ကိုအယောင်တင်ပေးနိုင်တဲ့အနုပညာရဲ့တစ်ခုပဲဖြစ်ပါတယ်။ပွဲအလိုက်ရတနာကိုမှန်ကန်စွာဝတ်ဆင်တတ်ခြင်းကမိတ်ဆွေကိုနေရာဒေသနဲ့ပတ်ဝန်းကျင်ကိုလေးစားတတ်သူအဖြစ်လူတွေကမြင်တတ်စေပါတယ်။အခမ်းအနားနဲ့လိုက်ဖက်တဲ့ဝတ်ဆင်မှုကမိတ်ဆွေကိုပွဲနဲ့တသားတည်းဖြစ်စေပြီးလူတွေရဲ့အတိမတ်ပြုမှုကိုပိုရစေလိုပါပဲ။ဒါကြောင့်နေရာအလိုက်ရတနာရွေးချယ်မှုကမိတ်ဆွေရဲ့ပါဏတ်မှုကိုဖော်ပြနေတာဖြစ်ပါတယ်။ဒီနေရာမှာသတိထားရမယ့်အချက်ကခမ်းနားတဲ့ luxury အထည်တွေကအရှိန်အဝါနဲ့ဩဇာကိုပြသသလိုရိုးရှင်းတဲ့ simple design တွေကတော့ရင်းနှီးရလွယ်ပြီးအေးချမ်းတဲ့ပုံရိပ်ကိုပေးပါတယ်။မိတ်ဆွေကဘလို့ရတနာမျိုးဝတ်ဆင်တတ်တယ်လဲဆိုတဲ့အပေါ်မူတည်ပြီးလူတွေကမိတ်ဆွေကိုချင်းကပ်ပုံချင်းကွာခြားသွားနိုင်လိုပါပဲ။ဒါကြောင့်ကိုပေးချင်တဲ့ impression ပေါ်မူတည်ပြီးရတနာကိုဗျူဟာမြောက်ရွေးချယ်တင်ပါတယ်နော်။ဟုတ်ကဲ့ပါရှင်။နောက်နေ့တွေမှာလည်းဒီလိုမျိုးဘူးတူတက်ရောက်စီနိုင်တဲ့အကြောင်းအရာလေးတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုအားပေးခြင်းနဲ့ဆိုရင်ကျမတို့ရဲ့တော်ဝင်ရွှေ YouTube Channel လေးကို Subscribe လေးလုပ်ပေးခဲ့ကြပါဦးနော်။အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်။